งาบาตาตาเราไม่มีโรยจะเข้ามาหรอเสียมาโรกะยังมาพี่เอเขียต้องเสร็จตกลงเทกันในปีหรอดาวเวนปุยเอเขียลีจ้าอุดดูลีลาจ้าไหมเนาะแกเองส่งตาตาเราไม่มีโรกะดาวเวนปุลีกูจีไลยาวเนาะแกดีเอเขียลีน่ะเมกะหรอดาวเวนปุดาวเวนปุดาวเวนปุแกเราเสียมาโรดาวเวนปุลีเอตังกูจ้าเราเสียมาโรบลูทับไปยามเลยสุดหรอจ้าแกที่เข้าตัวเสียมาโรกะดาวบุเอเขียยีสวยนิลีก็เสียมากาเต็มไปไหมแต่ตาเราไม่มีโรกะตีชาลีไลจีไปบ้านเนาะแกเราเสียมาดาวบุลีก็สวยได้คำมาเอาการนิสาสวยไหมเนาะเอาการนิสวยไหมวันวายลีแต่เชสวยไหมพี่เสียมาเบียนี่นับแท้แต่เชดาวบุแกเรานัดเข้าเปลี่ยนสวยจีไหมเอาการนิสวยไหมวันวายลีแต่เชนับแต่เชดาววันปุแกเราน่าสนใจเขาไล่จีไล่ยาวเนาะเอาการในสวยไหมวันวายเลยแต่เชิดสวยไหมปีปีอันนี้แต่เชิดยังสวยไปไหมดาววันปุแกเขาปีเราดิจิทัลเสียมากแต่ตาเราไม่มีโรโก้ดาววันปุอักขยาลีกับยาลีก็สูบยาไปไหมแต่ตาเราไม่มีโรคตีชาลีเสียมาสูบยาละกูน่าทางไปยาไหมแกเอ็นโซเสียมาสูบยาไปไหมตีชาลีเล่นน่าทางเนาะดาววันปุวันใบกะลีกาปูดาววันปูเลละลายเย่จะอาบโยเรเลดาววันปูวันใบกะลีกาปูดาววันปูเลละลายเย่จะอาบโยเรเลแกเรานัดข้าวเราสุบยาเปียวไหมตาเราไม่ไล่นะเท้าเนาะดาววันปูวันใบกะลีกาปูดาววันปูเลละลายเย่จะอาบโยเรเลဟုတ်ပြီအဲ့တော့ဒီတစ်ခါဆရာမတို့ကတာဝန်ပုအခရာလေးနဲ့စားတယ်ဒီအရာဝတ္ထုလေးတွေကိုလေ့လာကြရအောင်ကဲတာမလို့တစ်ချက်လိုက်ကြည့်အောင်နော်ကဲဒါကတော့တာဝန်ပုအခရာလေးနဲ့စားတယ်ဆရာမတို့ musical instrument နဲ့မှာပါတဲ့အရာလေးပါလဲဆိုတော့တတယောကဲနောက်တစ်ခုကတဒဘတ်အဲ့တပတ်လေးကတော့ဆရာမတို့ရေချိုးပြီးတဲ့အချိန်ပဲဖြစ်ဖြစ်မျက်နှာတက်ပြီးရင်ပဲဖြစ်ဖြစ်ဆရာမတို့တုတ်တဲ့အရာလေးဖြစ်တယ်ကဲနောက်တစ်ခုကတော့တာဝန်ပူနဲ့စားတဲ့အရာလေးကတော့တတဲအိမ်ဆရာမတို့အိမ်အမျိုးအစားကအမျိုးမျိုးရှိတယ်ဒီတဲအိမ်လေးကတော့ဆရာမတို့ကဝါးလေးတွေတက်ကယ်လေးတွေနဲ့စားလုပ်ထားတဲ့အိမ်လေးဖြစ်တယ်ကဲနောက်တစ်ခုကတော့တောင်တန်းကဲနောက်တစ်ခုကတင်းပုတ်ကဲနောက်တစ်ခုကတော့တောက်တဲ့ကဲဒီတောက်တဲ့လေးကတော့အကောင်လေးဖြစ်တယ်နော်ကဲနောက်တစ်ခုကတော့တန်ငါသေးကိုတော့ဆရာမတို့ကဒီပင်လေတွေမှာချောင်းတွေမှာဒီငါးများတဲ့ဥတွေကိုဆရာမတို့ကတန်ငါသေးလို့ခေါ်တယ်ဟုတ်ပြီနော်အဲ့တော့တတောက်မေးတိချလေးမှတ်ထားမယ်နော်တန်ငါသေးကဲနောက်တစ်ခုကတော့တူကဲတူမှာလည်းဆရာမတို့ကနှစ်မျိုးရှိတယ်ဆရာမတို့ခောက်ဆွဲတွေစားတဲ့အခါမှာသုံးတယ်ဒီတူလေးကိုလည်းဆရာမတို့တူလို့ခေါ်တယ်နောက်တစ်ခုကဆရာမတို့ဒီစောက်လုပ်ရေးမှာသုံးတယ်ထုတဲ့တူကိုလည်းဆရာမတို့တူလို့ခေါ်တယ်အဲ့တော့တသားတို့မမီတို့မရောအောင်တခြားလေးမှတ်ထားမယ်နော်ကဲအဲ့တော့ဒီတစ်ခါဆရာမတို့ကဒီတာဝန်မှုအခရာရေးဆွဲနည်းလေးတွေကိုကြပြလေးတွေကိုရောဒီတာဝန်မှုအခရာနဲ့စားတဲ့ဒီအရာဝတ္ထုလေးတွေကိုရောတစ်ခေါက်လောက်အတူတူပြန်လေ့ကျင့်ကြည့်ရအောင်နော်ကဲအရင်ဆုံးဆရာမကတာဝန်ပူလေးကိုဆွဲပြမယ်တသားတို့မမီတို့ကလေထဲကနေတသားတို့မလက်ချောင်းလေးတွေနဲ့လိုက်ဆွဲပေးရမယ်နော်ကဲအဲ့တော့ဆရာမစဆွဲလိုက်ရအောင်နော်ကဲအရင်ဆုံးဆရာမအောက်ကနေစမယ်ဝိုင်းလေးတစ်ချက်နှစ်ချက်တာဝန်ပူနောက်တစ်ခေါက်ပြန်ဆွဲမယ်ကဲအောက်ကနေစမယ်ဝိုင်းလေးတစ်ချက်ကဲပြီးကနေနောက်တစ်ချက်တာဝန်ပူကဲအဲ့တော့ဒီတစ်ခေါက်မှာတော့ဆရာမတို့ကတာဝန်ပူအခရာလေးနဲ့ဒီစားတဲ့ကြပြလေးကိုဆရာမတို့ကမြန်တွတ်လေးနဲ့ကာယညီညီလေးတစ်ခေါက်လောက်နှစ်ခေါက်လောက်ဆိုကြည့်ရအောင်ကဲအဲ့တော့ဆရာမတို့ဆိုလိုက်ကြမယ်နော်တာဝန်ပူဝမ်ပိုက်ကလေးကပူ
ตาวันปูลีละลายเย่จะอาเปียวเรลีตาวันปูวันไผ่กลีกาปูตาวันปูลีละลายเย่จะอาเปียวเรลีแกဟုတ်ပြီအဲ့တော့ဒီတစ်ခါဆရာမတို့ကတောင်းမှုအခရာလေးနဲ့စားတဲ့အရာဝတ္ထုလေးတွေကိုတွတ်လေးတစ်ခါလောက်ပြန်ဆိုကြည့်မယ်နော်ကဲအရင်ဆုံးတဒဘက်တတယောတတောင်တန်းတတူတတင်ပုတ်တတဲအိမ်တတူတတောက်တဲ့တတန်ငါတဲ့ကဲဟုတ်ပြီအဲ့တော့ဆရာမတို့ဒီတစ်ခေါက်မှာဆရာမတို့လေ့လာတဲ့ဒီတာဝန်မှုအခရာလေးအကြောင်းကတော့ဒီလောက်ပဲအဲ့တော့တသားတို့မမီတို့ကဆရာမသင်ပေးလိုက်တဲ့ကြပြာလေးတွေကိုလည်းအိမ်မှာထပ်ခါပြန်ဆိုမယ်ပြီးတော့ဆရာမသင်ပေးလိုက်တဲ့တာဝန်မှုအခရာလေးနဲ့စတဲ့အရာဝတ္ထုလေးတွေကိုလည်းပြန်ပြီးတော့အိမ်မှာမှတ်မယ်လေ့လာမယ်ပြီးလို့ရှိရင်တော့ဒီတာဝန်မှုအခရာလေးကိုလည်းအိမ်မှာတေချာလေးပြန်ဆွဲကျင့်မယ်ကဲအဲ့လိုဆိုရင်တော့တသားတို့မမီတို့ကမမေ့တော့ဘူးအမြဲတမ်းမှတ်မိနေမှာเนาะဟုတ်ပြီအဲ့တော့ဆရာမနာမည်ကတော့ဆရာမယူယူဖြစ်တယ်ဆရာမတို့ဒီနေ့ကတော့ဒီလောက်ပဲအဲ့တော့ဆရာမနောက်အခောက်တင်မှာလေးပြန်တွေ့မယ်တသားတို့မမီတို့အားလုံးကျမ်းမာရွှင်လန်းပါစေကလေးတို့အားလုံးအတွက်မိမိ Edutainment